တောင်မောင်တစ်စက်လေးမှမခတ်ပဲမိုင်းတရာခရီးကိုပြန်တန်းနိုင်တဲ့ကပ္ပအပြင်းဆုံးပါရမီရှင်လူကြီးမင်းတို့တမိုင်လောက်ဝေးတဲ့ခရီးကိုခြေတလက်မှမလမ်းမရောက်ဖို့စိတ်ကူးရှိဘူးပါသလားဒါမဖြစ်နိုင်ပါဘူးဒါပေမဲ့ကပ္ပအမြင့်ဆုံးတောင်တန်းတွေကတစ်ခုဖြစ်တဲ့အန်ဒီစ်တောင်တန်းတွေရဲ့ကောင်းကင်ယံမှာခံညားထဲဝါစွာပြန်တန်းနေတဲ့တတဝါတစ်ကောင်ရှိပါတယ်သူကတော့တောင်အမေရိကရဲ့တင်ကေတကောင်းကင်ယံရဲ့တန်တမန်လို့တင်စားခေါ်ဝေါ်ကြတဲ့အန်ဒီယန်ခွန်တော်အိန္ဒိယလက်သားငှက်ကြီးတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီအေယာမငှက်ကြီးတွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဘဝအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်အိန္ဒိယလက်သားတွေဟာကမ္ဘာပေါ်မှာပြန်တန်းနိုင်တဲ့ငှက်တွေထဲမှာအကြီးဆုံးစိတ်ရင်းဝင်ဖြစ်ပါတယ်သူတို့ရဲ့အတောင်ပံတစ်ဖက်ကိုဖြန့်လိုက်ရင်10ပေကျော်3မီတာခန့်အထိရှည်လျားပါတယ်ဒါဟာတာမန်လူတယောက်ရဲ့အရက်ထက်2ဆနီးပါးရှိတာပါမြင်တောင်ပြောရရင်လူကြီးမင်းတို့ရဲ့အိမ်ခန်းနေရတစ်ဖက်ကနေနောက်တစ်ဖက်လောက်ကိုရှည်တယ်ဆိုတဲ့သဘောပါဒါရင်မကသေးပါဘူးသူတို့ရဲ့ခန္ဓာကိုယ်လေးကျင်ရဆိုရင်လည်း15ကီလို33ပေါင်အထိကိုမှရှိတတ်ကြပါတယ်ပုံမှန်ဆိုရင်ငှက်တွေကပေါ်ပါမှပြန်တန်းနိုင်မယ်လို့လူကြီးမင်းတို့ကထင်ကောင်းထင်နေပါလိမ့်မယ်ဒါမဲ့အန်ဒီယန်ခွန်တော်ငှက်ကြီးတွေအတွက်တော့ဒါဟာဆန့်ကျင်မှဖြစ်နေပါတယ်ဒီလောက်လေးလံတဲ့ငှက်ကြီးတွေကကောင်းကင်မှာနိုင်ပေါင်းများစွာဘလို့ပြန်တန်းနေတယ်လဲဆိုတာအံ့ဩစရာပါသူတို့ပြန်တန်းပုံကလည်းအပေါ်မှာပြောခဲ့တယ်လို့ပါပဲအတောင်မှန်တစ်ချက်မှမခတ်ပဲမိုင်ပေါင်းများစွာကိုပြန်တန်းနိုင်ကြပါတယ်ဒါဟာသူတို့ရဲ့ပါရမီလားဆိုရင်လည်းမဟုတ်ပြန်ပါဘူးတကယ်တော့သူတို့ဟာအတောင်မှန်ကိုခတ်ပြီးတော့ပြန်တာထက်တောင်တန်းကလာတဲ့လေပူစီးကြောင်းတွေကိုအသုံးချပြီးတော့လေဟုန်စီးလိုက်တာပါဒါကတော့သိပ္ပံပညာရှင်တွေတောင်မှအံ့ဩစရာလုပ်တဲ့အထိပဲဖြစ်ပါတယ်အန်ဒီယန်လက်သားငှက်တွေဟာအကောင်ကြီးတဲ့လောက်တခြားတင်းငယ်တဲ့တိရစ္ဆာန်တွေကိုဖမ်းဆီးစားတော့တဲ့အကောင်တွေတော့မဟုတ်ကြပါဘူးသူတို့ဟာအခြားအမဲလိုက်တိရစ္ဆာန်တွေရဲ့စားခြင်းစားကြံဒါမှမဟုတ်တေပြီးသားအကောင်တွေကိုပဲစားသုံးလေးရှိကြပါတယ်ဒီလိုစားတော့ခြင်းအပြင်ယောဂပိုးမွားတွေပြန်မာမှုကိုတားဆီးပေးပြီးတဘာဝပတ်ဝန်းကျင်တန်ရှင်းရေးနဲ့ဂေဟစနစ်မှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့တဘာဝရဲ့တန်ရှင်းရေးဝန်ထမ်းကြီးတွေလည်းဖြစ်ပါတယ်သူတို့ရဲ့ဦးခေါင်းမှာအမွှေးမရှိတာလည်းအသေးကောင်တွေကိုစားတော့တဲ့အခါပိုးမွားတွေမကန့်ညင်အောင်နဲ့တန်ရှင်းရလွယ်ကူအောင်အခုလိုပဲတဘာဝတရားကြီးကဖန်တီးပေးတာဖြစ်ပါတယ်နောက်ပြီးသူတို့ရဲ့အချစ်ဇလန်းကလည်းလူကြီးမင်းတို့ရဲ့အချစ်ဇလန်းထက်တောင်မှပိုခိုင်မြဲပါတယ်သူတို့ဟာတလင်တမယာစနစ်ကိုသာကျင့်သုံးကြပြီးတကယ်လို့သူတို့ရဲ့အဖော်မွန်သာတိတ်ဆုံးသွားရင်ကြံခဲ့တဲ့တကောင်ကအစာမစားပဲတေပွဲဝင်သွားတတ်ကြပါတယ်သူတို့ရဲ့တတန်းဟာလူတွေလိုပဲနှစ်90ကျော်အထိကိုမှအသက်ရှင်နေနိုင်ကြပါတယ်နှစ်ပေါင်းများစွာကြာအောင်တစ္ဆာရှိရှိပေါင်းတင်ကြသူတွေရဲ့အခြေရေးကတော့ပြောရရင်အိုမင်းနဲ့အထိပေါင်းဖတ်သွားမယ်လို့ပြောပြီးသူမှပြစ်ထားခဲ့တဲ့လူကြီးမင်းတို့ရဲ့အခြေရေးထက်ပိုခိုင်မြဲတယ်လို့ပြောရရင်လုံးဝမထင်ပါဘူးဒါမဲ့သူတို့ဟာနှစ်နှစ်မှဥတလုံးနဲ့သာဥတက်ကြပါတယ်ဒီလိုမျိုးပွားနှုန်းနှေးကွေးရတာကြောင့်လဲသူတို့ရဲ့အရေးအတွက်ကိုထိန်းသိမ်းဖို့တော်တော်လေးခက်ခဲပါတယ်ဒါပေမဲ့ဒီလိုခန်းထားပြီးတော့ပညာရှိဆန်တဲ့ငှက်ကြီးတွေဟာနေရင်းဒေတာပျောက်ဆုံးမှုနဲ့အစိမ့်မိခြင်းတွေကြောင့်မျိုးတုံးပြောက်ကွယ်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်ဒါကြောင့်တောင်အမေရိကနိုင်ငံတော်တော်များများမှာသူတို့ကိုအမျိုးသားပြတိုက်ဝင်တတော်အဖြစ်သတ်မှတ်ပြီးကာကွယ်စောင့်ရှောက်နေကြပါတယ်အခုဆိုရင်သူတို့ကိုတောင်အမေရိကကတောင်တန်းတွေမှာတွေ့ရဖို့အတော်လေးခက်ခဲလာပါပြီတကယ်တော့သူတို့ကပြင်းကြီးလို့အတောင်မှမခတ်တာမဟုတ်ပါဘူးခက်ခဲကြမ်းတမ်းတဲ့တောင်တန်းတွေပေါ်မှာရှင်သန်ရပ်တည်နိုင်ဖို့စွမ်းအင်ချွေတာရင်းနဲ့သဘာဝတရားနဲ့အသားညီအောင်နေထိုင်တတ်ကြတဲ့ပညာရှိကြီးတွေပဲဖြစ်ပါတယ်ခင်ဗျာ